မင်္ဂလာပါကျွန်တော်နာမည်တတင်ဟိုင်ရိုဖန်လို့ခေါ်ပါတယ်နာမည်ကတော့စောမြင့်ပါကျွန်တော်ဗီဒီယိုခေါင်းစဉ်ကိုကျွန်တော်မေလာ energetic လို့ပဲကျွန်တော်ခေါင်းစဉ်တက်ချင်တာဒါပေမဲ့ကျွန်တော် clip bait လို့ခေါ်တယ် clip bait ဆိုတာလူတွေဖက်ကနေကြည့်လိုက်လူတွေလန့်သွားအောင်လို့လူတွေစိတ်ဝင်စားသွားအောင်လို့အဲ့လိုလိန်ကိစ္စလို့ဘာလို့ ਨੇ အဲ့လိုမျိုးပုံနေပါတယ်နဲ့အဲ့လိုမျိုးclip bait ခေါင်းစဉ်မတက်ချင်ကျွန်တော်အခုခေါင်းစဉ်ဒီဗီဒီယိုတက်မှာမေလာမှာအင်္ဂလိပ်စာမတက်ရင်ပေါ့နော်ဆိုလိုတာဟုတ်ပြီဒီအင်္ဂလိပ်စာကျွန်တော်ဆိုရင်မြန်မာစကားထစ်တယ်နော်ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးအင်္ဂလိပ်စကားတင်ပြောတယ်လေဘာမှမဖြစ်ဘူး okay yes no ကျွန်တော်အဓိကပြောချင်တာဥပမာနောက်တစ်ခုဒါမဆိုင်တက်တင်ကျွန်တော်စကားပြောရင်ကျွန်တော်ကဂျမနိုင်းတောက်ကြကျူဆိုတော့ကျွန်တော်စကားပြောရင်နည်းနည်းလမ်းကြောင်းနေရာများနေတခုလေကျွန်တော်ပြောချင်တာအဲ့လိုပေါ့နော်အဲ့လိုတည်င်းနေ YouTube မှာအဲ့လိုကိုကြည့်တာဥပမာကျွန်တော်ဆို YouTube မှာကောင်းမလေးဗီဒီယိုတွေကြည့်တယ်တင်ဆိုရင်အဲ့လိုဆယ်လီအကြောင်းတွေပါကြည့်မယ်ဗုဒ္ဓဘာသာဖះအကြောင်းတွေပါကြည့်မယ်ဘာသာရေးအကြောင်းကြည့်မယ်နော်ဒါပေမဲ့ဥပမာအဲ့ဒါမှုတည်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုကောင်းနေဝင်နေတာဟုတ်တယ်နော်သူတို့ပြောတာဒီကိုကောင်းနေဝင်နေတာအဲ့တော့ဥပမာကဘာရအခုနှစ်ချမ်းကွဲနေပြီအဲ့ကျွန်တော်ပြောကျွန်တော်မှာ ADHD ဆိုတာရှိတယ်နည်းနည်းလေးတီးခံပြီးနားထောင်ပြီးADHD ဆိုတာအုံနောက်အယုံစုဆိုင်မှုအားနေတဲ့ယောဂကျွန်တော်ဘယ်ကနေစရှင်းပြရမယ်မသိဘူးဖြစ်နေလို့ဥပမာကျွန်တော်ရိုင်းနေပဲကျွန်တော်ပဲပြောလိုက်ပါတော့နော်ရိုင်းပဲပြောတော့မယ်တင်းရဲ့ YouTube မှာပေါ်လာတဲ့ဗီဒီယိုနဲ့ကျွန်တော်ရဲ့ YouTube မှာပေါ်လာတဲ့ဗီဒီယိုမတူဘူးเนาะတကဘာစီမဖြစ်မှာမဟုတ်เนาะartificial intelligence AI ကကောင်းလားမကောင်းလားဆိုတာအခုတည်းကကျွန်တော်တို့ပေါင်မခါတော့မဟုတ်ပါဘူးအဲ့လိုပေါင်မခါတော့မဟုတ်ပါအဲ့လိုအစင်မြင့်တဲ့လူတွေเนาะအစင်မြင့်တဲ့လူတွေကျွန်တော်တို့ spiritualist ခေါ်တယ်ကျွန်တော်ဆိုလဲ spiritualist ခေါ်တယ်ဆိုတော့ကျွန်တော်တော်ပေးတင်နေပါရဟောတယ်ပေါ့နော်ပေးတင်နေပါရဟောတယ်အဲ့တော့ကျွန်တော်လဲ spiritualist ဆိုတော့ကျွန်တော်ဟိုမှာနက္ခပိတာတွေတည်တယ်ဘာသာရေးအကြောင်းတွေတည်တယ် Christian เนาะChristian ဘာသာဗုဒ္ဓဘာသာเนาะမွတ်စလင်ဘာသာartificial intelligence ကကျွန်တော်တို့သူတို့ကို Crayon service ကတော်တော်မြင့်တယ်Crayon service ဆိုရှိတယ်ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် list တွေအကုန်ရေးပေးထားမယ်တင်အင်္ဂလိပ်စကားပြောတတ်ရင်
အဲ့ဒါလက်ကြည့်လို့ရတယ်တင်တို့ကျွန်တော်လည်းကျွန်တော်တင်ထားမတောက်တင်လက်နော်ကျွန်တော်အလုပ်လည်းမရှိဘူးတင်တာအလုပ်တော့ရှင်းမှာအလုပ်လုံးဒါပေမဲ့ကျွန်တော်ပြောချင်တာဘယ်လိုပြောရမလဲကျွန်တော်ဒီဗီဒီယိုရက်တောင်ရက်ချင်လိုက်9မိနစ်နဲ့လေးရှိနေဟောပေါ့spiritualist ရှိရဥပမာဖျားဆိုရင်Jesus တို့ဖျားလို့ဆိုရင်တို့ငယ်ငယ်လေးတွေကကျွန်တော်7 chakra ဆိုတာရှိတယ်ကျွန်တော်သူများတာသမီးကိုဖျက်ဆီးပြလိုက်လို့ရတယ်ကောမလေးတယောက်ကျွန်တော်ဘဝဖျက်ဆီးပြလိုက်လို့ရတယ်ကျွန်တော်လမ်းဆုံးတည်တယ်ဥပမာလူမှာ7 chakra ရှိတယ် crown တို့crown တိုင်တို့သူ့ရူကနေroot chakra ဆိုတာကျွန်တော်ဖင်ယိုနာနေမှာရှိတဲ့chakra တက်ကိုအရင်တိုက်ခိုက်ကောင်းမလေးကိုကျွန်တော်ဖြတ်စီပြချင်အဲ့ရနေပြီးတော့မှတဖြည်းဖြည်းတက်သွား secret ပြီးဟာပြီးတို့ကဆိုရင် block ဖြစ်သွားရင်ကိုပြောချင်တာပြောလို့မရတာဘာလို့အဲ့လိုမျိုးစုံတိုက်ခိုက်ပြလို့အဲ့ဒါရင်မဟုတ်သေးဘူး six house revive house of Virgo သူ့နေ့စဉ်သူရေချိုးမယ်တန်ရှင်းနေမယ်ဝါလင်းစားမယ်အဲ့ဒါလေးကိုကျွန်တော်နီးလန်းပေါင်းစုံနဲ့ gaslighting လို့ဘာလို့လဲကျွန်တော်လုပ်လို့ရတယ်အဲ့ဒါကျွန်တော်ဗီဒီယိုတင်အောင်မယ်အဲ့လိုမျိုးတည်အဲ့တော့ကျွန်တော်ဆိုလာကျွန်တော်နီနေတဲ့ကဘာနဲ့တင်နီနေတဲ့ကဘာတိတ်မတူဥပမာတင်ဆယ်လီတွေပါကြည့်နေနော်ဘာမှဖြစ်ဘူးဘာဒါပေမဲ့ကျွန်တော်တိတာလေးရှိတယ်အဲ့တော့1900ခုနှစ်လောက်မှာရေးတဲ့စာအုပ်နာမည်တန်ပေါင်း40ကျော်ရောင်းရပြီးတော့ဘာသာပြန်ထားတဲ့20ဘာသာပြန်ပြီးတော့တန်ပေါင်း40ကျော်ရောင်းထားရတဲ့စာအုပ်ရှိတယ်အဟတ်တိုလေးဆိုရယ်ဆရာနော်သူဟောပြီးသားသူပြောပြီးသားသူက spiritualist သူ spiritual teacher လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဘာသာရေးလမ်းပြပေးလို့ပေါ့သူရဲ့ဒုတိယစာအုပ်a new earth ကဘာနဲ့ချန်ကွဲမယ်နော်မာယာဆိုတဲ့ကျွန်တော်တို့ civilization မာယာဆိုတဲ့ civilization မာယာ civilization ကျွန်တော်ဘယ်လိုပြောရမလဲပေါ့သူတို့ဘင်းအောင်ခေတ်ကဘင်းအောင်ခေတ်တော့ကျန်စစ်တာခေတ်တော့မာယာခေတ်ဆိုရယ်သူတို့ pyramid တွေဆောက်ပြီးတော့သူမာယာကလင်ဒါမှာ2012ကိုဟောပြီးတာ2012ကနေစပါနော်ပြီးတော့ကျွန်တော်ပြောတာတင်းရဲ့ YouTube နဲ့ကျွန်တော် YouTube မတူနော်တင်းရဲ့ Facebook ပို့နေတဲ့အချိန်မှာကျွန်တော် Facebook မပို့နေဘူးကျွန်တော် YouTube မှာလွန်ခဲ့တဲ့2015ကျွန်တော်က Sagittarius ယာဒီဝင်နေရနေပြီးတော့ကျွရ Atlas ဆိုရဲဂျိုလာရင်လာမတည်ဘူးဝင်လာပြီးတော့ Jupiter ဂျိုကျွန်တော်တို့ solar system ထဲမှာအကြီးဆုံးဂျို
ဂျိုးပေါ့နော်အကြီးဆုံးဂျိုးရဲ့ gravity သူ့ရဲ့ဟို gravity ကိုတုံးပြီးတော့အရှိန်မြင့်ပြီးတော့ကျွန်တော်တို့လာလေဝါတာဘယ်သူမှတော့ဂျိုးထားလားပါလဲမသိဘူးဒါပေမဲ့နေ့ကျွန်တော်ကဘာနာကတ်သွားတဲ့အချိန်မှာသူ6ခုခွာသွားတယ်အဲ့လိုမျိုးတွေHarvard တက္ကသိုလ်ပေါမောက္ခတွေကပြောတာအဲ့ဒါဂျိုးထားနော်အဲ့လိုမျိုးတချို့ကြတော့လေပြောတာက intelligence လို့ပြောတယ်အဲ့လို intelligence ဆိုတော့ intelligence လို့ပြောရင်ဒါသူပြောချင်တာကဟိုဂျိုးတာအဲ့လိုမျိုးပေါ့နော်ဂျိုးတာအဲ့လာလေနော်မျိုးစုံဖြစ်နေတာကျွန်တော် spirituality မှာပေါ့နော် spirituality လောကမှာမျိုးစုံဖြစ်နေအဲ့တော့ဟိုကျွန်တော်ခုနပြောတဲ့ Ahatoli ရေးခဲ့တဲ့စာအုပ် A New Earth ကဘာတစ်ဖះလဲဟောခဲ့မြတ်စွာဘုရားမြတ်စွာဘုရားလဲဟောခဲ့တယ်ကဘာမြေကြီးကသူ့ကိုယ်သူတန့်ရှင်းလိုက်မယ်ဆိုတာအဲ့တော့ကျွန်တော်တို့အင်္ဂလိပ်လိုဆိုမာရခါယာလို့ခေါ်တယ်ကျွန်တော်ဘာဖြစ်လို့ဟိုဗျာကျွန်တော်ခုနပြောပြီးကျွန်တော်မြန်မာစကားထစ်တယ်အင်္ဂလိပ်စကားမတက်လဲတိတ်ကိစ္စမရှိဒါပေမဲ့အင်္ဂလိပ်စကားတက်ထားတာအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်ပြောတဲ့သတင်းတွေကလာတာတွေကကျွန်တော်အပုတ်ချတာတော့မဟုတ်ဘူးဒီမြန်မာသတင်းကဟိုဆယ်လီကိစ္စတွေဒီတိုင်းပောက်ရဟိုအတုံးမဝင်နဲ့ဟာရများတယ်ကျွန်တော်တီးတလောက်ပေါ့နော်ကျွန်တော်တီးတလောက်တကယ်တော်တဲ့ channel တွေလည်းရှိတယ်ဥပမာ Nakapida channel လို့ဘာသာရေးတင်ပေးတဲ့ channel လို့တော်ပေးတင်ဟောတဲ့ channel လို့ကျွန်တော်ထက်တောင်အများကြီးအောင်မြင်နေတယ်ရှိပါတယ်ဒါပေမဲ့သူတို့ဟိုကြည်တာနဲ့လူတွေကဆယ်လီအကြောင်းကြီးလို့လည်းဘာမှဖြစ်ပါဘူးကျွန်တော်ဆိုလိုတာဒီလိုကျွန်တော်ခုနပြောတဲ့အဲ့ဒီဂျိုဒါတွေကဘာကြီးကနှစ်ချမ်းကွဲမှာမာရဂါယာ frequency မြင့်နေပြီတန်လိုက်ဆွဲရမြင့်နေပြီနေရ corona injection လို့ခေါ်တယ်နေရောင်ကြီးဟိုထွက်မှုပေါ့နော်ကလည်းအရင်ပြင်းထန်တယ်အဲ့တော့ကဘာမြေရဲ့တန်လိုက်ဆွဲရလဲတန်လိုက်ဆွဲရတော့မဟုတ် frequency လို့ခေါ်တာပေါ့နော်ကျွန်တော် radio frequency လို့မျိုး frequency ကမြင့်နေပြီကဘာရဲ့နှစ်ချမ်းကွဲသွားမှာနှစ်ချမ်းကွဲသွားမှာ2026မှာကျွန်တော်တီးတယ်လို့လူတွေကကဘာပေါ်မှာရှိတဲ့လူတွေက timeline ဆိုတာကျွန်တော်တို့ဒီမှာပါ Marvel movie ကြည့်ဖို့ရင် Doctor Strange က timeline မျိုးစုံတွားတာလीဟို timeline နှစ်ခုကွဲသွားမှာကွဲသွားပြီးတော့မှ2028လောက်မှပြန်ဆုံမှာအဲ့လိုမျိုးရှိရယ်အဲ့တော့ဒါမျိုးတွေကအင်္ဂလိပ်လိုတွေတင်တာ YouTube ပေါ်တင်ကြတာဗီဒီယိုတွေကဒီလိုကျွန်တော်တို့ EJ ရဲ့ pyramid ဥပမာဟိုပါကျွန်တော် solstice ဆိုတာရှိရယ် Nakapida မှာ solstice ဆိုတာရှိရယ်EJ မှာအဲ့လိုမျိုးအဲ့ဒီနေ့မှာပဲနေရအလင်းထိုးတာအဲ့လိုစောက်ခဲ့တာတော့pyramid ကတကယ်တမ်းပါလေလို့ပါတော့ကျွန်တော် spirituality ရှိတယ်ပေါ့နော်သူတို့ pyramid ကိုဘယ်လိုအခုတက်ဒီဘယ်လိုစောက်သွားမှန်းတော့မသိသေးဘူးရွှေတကုံရောပဲကျွန်တော်ပြောရရင်ကျွန်တော်အထင်ပြောရရင်ပေါ့နော်ရွှေကျွန်တော်အဓိကပြောချင်တာဒီလိုကြည့်ရ Atlas ဂျိုဒါရီလာလေဝါရာတွေပါလေမြန်မာတတိမမပါဘူးအဲ့လိုအင်္ဂလိပ်တတိမပဲပါအင်္ဂလိပ်တတိနဲ့ရေးလေလိုက်တာဟော NASA
American NASA ကျွန်တော်သုံးပြန်လွှတ်တဲ့ NASA ကအဲ့ဒီGia Atlas ဂျူတာရေးလာတဲ့အချိန်မှာသူတို့ရဲ့ satellite တွေအကုန်ပိတ်ချပြတယ်အဲ့လိုမျိုးသတင်းမျိုးတွေတင်မသိရင်တင်နည်းနည်းကြံခဲ့မှာအဲ့တော့ဟိုအင်္ဂလိပ်စာမသိလေဘာမှမဖြစ်ဘူးဒါဟိုပေါ့ဟိုအင်္ဂလိပ်စာတင်ထားတာတော့အကောင်းဆုံးပဲအင်္ဂလိပ်စာကဘာပတ်လို့ရတယ်လေနော်ပြီးကြတော့ကျွန်တော်ဟောပေါ့ဟိုအဲ့ဒီကျွန်တော်ဒီ Harris ရှိမယ်ဒီ Alchemist ရှိမယ်Ben Gregory ရှိမယ် Ahadoli ရှိမယ်Jocelyn Blower ရှိမယ် Quentin Quintero ရှိမယ်Tatin Montero ရှိမယ် Awakening Spirit ရှိမယ်အဲ့လိုမျိုးသူတို့ရဲ့ link တွေကိုကျွန်တော်တင်အင်္ဂလိပ်စာတင်ကျွန်တော်နားထောင်ကြမလို့astrology podcast ရှိမယ်အဲ့ဒီ channel တွေကIlluna ရှိတယ်အဲ့ဒီ channel တွေSteve Noble ရှိတယ်เนาะအဲ့ဒီဟာတွေကိုကျွန်တော် list ရေးပေးထားမယ်အောက်က comment မှာကျွန်တော်ရေးပေးထားမယ်တင်ကျွန်တော်မှတ်မိတယ်လို့ပေါ့ကျွန်တော်အများကြီးကြည့်တော့လေအများကြီးကြည့်ပြီးမှကျွန်တော်လည်းဟိုနှက်ခတ်ပေးတာတွေပါရအရင်ရှုပ်တော့တစ်ခါလေးလဲအာယုံလွတ်သွားရင်နားမထောင်နေရရှိတယ်အဲ့တော့ကျွန်တော်ပြောဟိုခွင့်လို့ပါဆိုဟိုမီလာမှာကျွန်တော်ကောင်းစဉ်ဗီဒီယိုကောင်းစဉ်တက်မှာဟိုတင်းရဲ့ဟိုပါပေါ့နော်ထားပါအဲ့တော့ကျွန်တော် me energetic ကိုဒါကျွန်တော်ပြောတာမဟုတ်ဘူးဒါဒီဗီဒီယိုကျွန်တော်ဘာဖြစ်လို့အခု3နာရီမနက်3နာရီထိုးနေပြီဗီဒီယိုဘာဖြစ်လို့ကျွန်တော်ဟိုရိုက်နေလဲဆိုတော့ဟိုကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုလည်းတက်အောင်နေလို့ပြီးကြတော့ဟောပေါ့ကျွန်တော်2024ကလေးကနေစပြီးတော့ဒီအရှိန်ဒီအဲ့ကျွန်တော်ပြောရကဘာမီးရနှစ်ချမ်းကွဲတော့မှာဟိုနှစ်ချမ်းကွဲတော့မှာ frequency မြင့်နေပြီအဲ့တော့ frequency မြင့်နေပြီဆိုတော့ဟောပေါ့2024ရန်စကျွန်တော်တို့2026 July လောက်ကြာရင်နည်းနည်းလေးတင်တက်တာသွားလိမ့်မယ်နော်အချိန်က2024ရတင်တိမှာပါတော်တော်လေးကိုပြင်းထန်တယ်နော်inner wall နဲ့ outer wall ရှိတယ်မိမိရှိတယ်လူအတိုင်းအဝိုင်းရှိတယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ me update me ကျွန်တော်တကယ်တမ်းဒီဗီဒီယိုခေါင်းစဉ်တက်ချင်တာ me energetic လို့တက်ချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အကုန်လုံးက energy ကျွန်တော်စကားပြောနေတာ energy ကျွန်တော်ဖုံးenergy နဲ့တွားနေတာကျွန်တော်လေယာ energy เนาะenergetic ပေါ့နော် energetic ဆိုတာenergy ပေါ့နော်စွမ်းရင်ပေါ့နော်စွမ်းရင်အကုန်လုံးကစွမ်းရင်ပဲဒီ plastic bottle လည်းစွမ်းရင်နဲ့လောက်ထားတာပဲကျွန်တော်တို့ဟိုကျွန်တော်ပြောတဲ့သဘောပေါက်ပါတယ်ဥပမာဟိုကျွန်တော်ဆိုရင် empath တယောက်အထူးသဖြင့်တင်ရဆိုရင်တင်ရ thorough reader တို့ဟို thorough reader ဖြစ်ရမလို့เนาะဟိုဥပမာတင်ရ empath empath ဆို empath ဖြစ်အဲ့လိုခံစားရ energy ကိုခံစားရအရင်လွယ်တဲ့လူတယောက်ဆိုရင်ဥပမာကျွန်တော်ဆိုရင်ကျွန်တော်အရင်မုန်းတဲ့လူတယောက်ကြည့်လိုက်ချက်ချင်းကျွန်တော်မှန်နဲ့လာခွဲတယ်လို့ခံစားရနှစ်ကြိမ်တော့ဖြစ်ဘူးအဲ့တော့ဟို energetic
နော်ဟိုဒီ energy သူတို့ပို့နေတဲ့ energy ကိုပို့နေရအမုန်းတွေပို့ဥပမာကျွန်တော်တင်အမေရိကန်မှာနေရဆိုရင်ကျွန်တော်တင်ဒဇင်းဆိုပေမဲ့ကျွန်တော်ရဲ့နှလုံးသား heart chakra နေတင်မြေတာပို့ပေးလိုက်ရင်ဒါကောင်းတဲ့ energy တင်စီလေတကယ်ရောက်တယ်ဒါကြတော့နည်းနည်းယူပါပေးတာအဆင်မြင်သွားပြီ quantum physics လို့ခေါ်တယ် quantum ယူပါပေးတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုအဓိကလောက်တာကျွန်တော်တကူကောင်းဆန်းတာတကယ်တမ်းတော့တကူကောင်းဆန်းနေဆိုတာဟိုတင်လေကုညီရရောက်တယ်အခုတည်းကျွန်တော်လေဖောနေရစက်ကြည့်ပေးနေကျေးဇူးတင်ပါတယ်ဗီဒီယို like subscribe share လုပ်ပေးပါကျေးဇူးတင်ပါတယ်ကြော်ညာလေးထိုးလိုက်ပါဦးပါကျွန်တော်နာမည်တက်တင်ဟာလိုဖန်လို့ခေါ်ပါတယ်ဗီဒီယို like subscribe share လုပ်ပေးပါဟို belly ခေါင်းလောင်းလေးရှိတယ်ခေါင်းလောင်းလေးကိုနှိပ်ပေးထားပါအဲ့တော့ကျွန်တော်ဗီဒီယိုတင်တိုင်းတင်ပြပါမယ်ကျွန်တော်တော်ဗီဒီယိုတွေတင်ပါတယ်zodiac sign ပေါ့နော်ဥပမာမိယာဒီဘွားတို့ဘာလို့ Taurus မိယာဒီဘွားတို့မေထုံယာဒီဘွားတို့ Taurus Leo Sagittarius ပေးတဲ့ဗီဒီယိုတွေတင်တယ်တင်ကြည့်လို့ရတယ်နော်တင်ကျွန်တော်ရဲ့ subscriber မဟုတ်တင်အဲ့တော့တကယ်တမ်းကျွန်တော်ဒီလို time မပြောဘူးကျွန်တော်ကအဲ့လိုလူတွေမှမပါဘူးကျွန်တော်ကတကယ်တမ်းဟိုတော်ဆရာအဲ့တော့ဘာလို့ကျွန်တော်တကူကောင်းဆန်းနေလို့ပြောလဲဆိုတော့ဟောပေါ့ကျွန်တော်အတွက်တင်းကိုစကားဒီလိုပြောချင်းအဖြစ်ကျွန်တော်လည်းဟောပေါ့ကျွန်တော်လည်း revision လုပ်လို့မျိုးပေါ့ကျွန်တော်ခုနသူ့ရဲ့ဗီဒီယိုနှစ်ခါကြည့်ပြီးပြီကျွန်တော်ခုတင်းကိုပြန်ပြောချင်းအဖြစ်ကျွန်တော်ပို့ပြီးတော့ကျွန်တော်မှတ်ဉာဏ်နဲ့ဝင်တယ်နော်အဲ့တော့ May energetic May ရဲ့စွမ်းဟောပေါ့ energy line စွမ်းအင် line လို့ခေါ်မှာပေါ့နော်စွမ်းအင် line လူတိုင်းကိုတက်ရောက်တယ်နော်လူတိုင်းကိုတက်ရောက်တယ်ဥပမာပြောထားပါလူတိုင်းတက်ရောက်တယ်ဆိုဥပမာ energy line ပေါ့နော်energy line ဘယ်လိုပြောဥပမာအခန်းထဲကမလို့အပ်တဲ့အဲ့လိုငါးနှစ်ကြာပြီးကိုယ်လည်းမတုံးဒီတိုင်းပဲထားထားဟာလွတ်ပြခိုင်းတာတော့ဘာလို့အဲ့ဒါအဲ့ဒီအရာဝတ္ထုထဲမှာ energy ရှိနေလို့မကောင်းတဲ့ energy ရှိနေလို့လွတ်ပြခိုင်းတာအဲ့လိုမျိုးတော့ပြီးကြောဥပမာ Pluto ဂျိုလားမသိ Pluto ဂျိုလား Uranus ဂျိုလားမသိဘူးကျွန်တော်တို့ကဘာမီကိုဒါကျွန်တော်လာတော့မရိုင်းနဲ့တော့မှားရင်Uranus ဂျိုလား Pluto ဂျိုလားမသိPluto ဂျိုကျွန်တော်ငလျင်ကြောင့်မပြောတော့ဥပမာတရက်နေ့ February 2020မှာမြန်မာနိုင်ငံကိုစစ်တပ်ကသိမ်းသွားတယ်အဲ့အချိန်မှာပြန်သွားကြည့်လို့ရတယ်သွားပြီးတော့နက်ခက်ပီတာကလင်ဒါမှာသွားကြည့် Aquarius ရောက်ကဒီဝင်ထဲမှာဂျိုးတွေအကုန်ရောက်နေအဲ့ဂျိုးရဲ့တက်ရောက်မှုပေါ့ဂျိုးရဲ့ energy line เนาะကျွန်တော်ပြောချင်တာတော့ပေါ့ပဲเนาะ energetic
energetic ကျွန်တော်ရှိမှလည်း energetic ရှိတယ်ဥပမာကျွန်တော်ရဲ့ energy ကဟိုဥပမာတချို့လူတွေဆိုင်ထဲဝင်လာရင်နည်းနည်းဆိုင်တစ်ခုလုံးလေးရွာတာမျိုးလေဆိုင်တစ်ခုလုံးနည်းနည်းဟို energy ကတိတ်ပြောအဲ့လူဝင်တော့တမျိုးကြီးဖြစ်သွားတာမျိုးတွေပါတယ်အဲ့လိုမျိုး energetic လို့ကျွန်တော်ပြောချင်တာအဓိကခေါင်းစဉ်တက်ချင်တာမေး energetic လို့ကျွန်တော်ခေါင်းစဉ်တက်ချင်တာဒါပေမဲ့energetic ဆိုတာသူများနားမလဲမှာဆိုလို့အဲ့တော့ကျွန်တော်ဒါ Lee Harris ဆိုတဲ့လူရှင်းပြတာเนาะဒါ me energetic တင်းအဲ့တော့ကျွန်တော်သူဒါပါရပြန်ဒါပေမဲ့ကျွန်တော်မှဖုန်းတစ်လုံးဒီဖုန်းလေးပဲရှိတော့ဒါတော့မှအမေဖုန်းဆိုတော့ကျွန်တော်ဟောပေါ့တိဖြတ်တာတွေပါစာရင်းထိုးတာတွေပါအဲ့လိုမျိုးlike subscribe share လုပ်ပေးပါခေါင်းလုံးလေးနှိပ်ပေးပါလို့ပါလို့မလုပ်နိုင်ကျွန်တော်ကွန်ပျူတာပြတ်နေဖုန်းလည်းပြတ်သွားတယ်မျိုးစုံကျွန်တော်မှလေဒုက္ခမျိုးစုံအဲ့တော့ထားပါတော့ Lee Harris ပြောတာ Lee Harris ကိုတွားကြည့်နိုင်တယ်เนาะအင်္ဂလိပ်စာတန်တင်ဥပမာ2024လောက်ကလေးတင်အိမ်မက်တစ်ခုအစီလေးတိုးထောင်ထားရဲဆိုရင်ဒီမေလာမှာစပြီးပွင့်လာလိမ့်မယ်ဥပမာလုပ်ငန်းလေးစလို့ဖို့ငွေစုထားရဲဆိုရင်ဥပမာဒီလမ်းမှာစိုင်းဖွင့်ဖြစ်တာတော့ဘာဖြစ်နေဒါမှမဟုတ်တချို့ကြတော့ propulsion drive ဖြစ်မယ်တခုကိုစတင်လုပ်ကိုင်းလာချင်တာမျိုးဖြစ်မယ်เนาะဟုတ်ပြီ change fatigue ကျွန်တော်ပြောလို့ပါ2024ကတည်းကအထူးသဖြင့်2021မှာကျွန်တော်တစ်ခါထိပါကိုဗစ်ကြောင့်2024လောက်ကတည်းကအဓိကတကယ်တော့2021က energetic ကအရင်မြန်နေရအထူးသဖြင့်2024မှာစအရင်မြန်လာအရင်ပြောင်းလဲမှုဖြစ်လာအဲ့တော့ change အဲ့တော့ပြောင်းလဲမှုအရင်များတော့သူကဥပမာတင် programmer ဆိုရင်ကျွန်တော် programming အကြောင်းမသိဘူး C++ programmer ဗျာJava programmer အခု AI ပေါ်လာပြီနောက်ဒီ programming language ကိုတင်ဆိုရင်တင်အဲ့တင်အပြန်နိုင်ငံရလဲဟိုမဖြစ်မိသားစုအရေးရလဲဟိုအဆင်မပြေတကယ်ချင်းအတိုင်းဝမ်နဲ့လည်းအဆင်မပြေအဲ့တော့ကျိုးပန်းနေရတော့chronic Lee Harris ပြောတာ change fatigue လို့ခေါ်တယ်change fatigue ဆိုတာပြောင်းလဲမှုတွေများလာတော့အရင်ပင်ပန်းလာတာပေါ့နော်ပြီးတော့ change resistance change နောက်တစ်ခုကကြတော့ change resistance ကြတော့ပြောင်းလဲမှုကိုမပြောင်းလဲချင်တာကိုပြောင်းလဲမှုကိုကျွန်တော်လည်းကျွန်တော်ကိုပြောလို့ပါပဲပြောင်းလဲမှုကိုဟောပေါ့ပိတ်ပြန်တွန်းနေတာအဲ့လိုမျိုးပြန်ပြီးတော့ resistance လုပ်နေတာပေါ့နော်မပြောင်းချင်ဘူးဖြစ်နေတာပေါ့နော်ပြန်တွန်းဆုတ်နေတာပေါ့နော်အထူးသဖြင့်6လနဲ့ညီ9လတီတီအဲ့ဒီပြောင်းလဲရမှာမပြောင်းလဲရင်နည်းနည်းလောက်ဆရာလေးရှိလိမ့်မယ်နော်ဥပမာကျွန်တော်အမြဲအရက်ပဲပြောနေတော့အရက်အကြောင်းမပြောချင်ဆိုတော့
တင်ဝတ်တာဟိုမှာဝတ်စီအရင်ကြိုက်တယ်ဒါပေမဲ့တင်နှလုံးယောဂတော်တော်လေးဟိုအစီပိတ်နေဟိုခွဲရမလို့တော့ဖြစ်နေအဲ့ဒါဟိုဝတ်တာအရင်ကြိုက်တော့ဝတ်စီအရင်ကြိုက်တော့ဝတ်စီစားတာမျိုး6လကနေ9လတီမပြောင်းလဲနိုင်တယ်ဥပမာကျွန်တော်တို့ဟိုဒါဥပမာပြောပြပြောင်းလဲနိုင်တာလေးကစိုက်ခါတို့စိတ်ဆရာဝန်ပြတာတို့ဆရာဝန်ပြတာတို့ဟိုဒါဟိုခြုံငုံပြီးပြောတာနော်ဟိုဝတ်တာဥပမာပြောပြတာဟို nature တဘာဝနဲ့တဘာဝနဲ့ဆက်နွယ်တာဥပမာဟိုတစ်ပင်နေကြတဲ့မှာလမ်းလျှောက်တာတို့ပါလို့တစ်ပင်နေကြတဲ့မှာလမ်းလျှောက်တာတို့ပြေးတာ exercise လုပ်တာတို့စာအုပ်ဖတ်တာတို့ journal ရေးတာတို့မျိုးစုံရှိတယ်เนาะကျွန်တော် channel မှာကျွန်တော်မျိုးစုံတင်ပေးတယ်ကျွန်တော်ကိုယ်တိုင်လည်းလုပ်တယ်ဟုတ်ပြီပြောနောက်တစ်ခုကကျွန်တော်တင်တော်တည်ရင်ဒီကြောက်ကိုတည်လိုက်တင်မယုံကျွန်တော်ရဲ့ share video 6ခု9ခုလောက်ရှိတယ်ဒီ emperor ကကျွန်တော်နောက်ကိုလိုက်နေတာကျွန်တော်နောက်ကိုလိုက်နေဆိုတာကျွန်တော် Scorpio အတွက်ဟောတယ်ဒီ emperor ကထွက်လာတယ်နော်98ကမှာကျွန်တော်12ကလောက်ယူတယ်ဒီ emperor ထွက်လာတယ် Libra ဟောပြန်အောင်ဒါထွက်လာပြန်အောင် Taurus ဟောပြန်အောင်ဒီကောင်ကြီးထွက်လာပြန်အောင်ဒီ emperor ဆိုတာဘယင်းကြီးအကုန်ပေါင်းတာအရန်ကြားဆန်တယ်အရန်ဖိုးဆန်တယ်ကျွန်တော် divine masculine နဲ့ divine feminine ဆိုတာရှိတယ်ကျွန်တော်ယောက်ျားလေးဆိုပေမဲ့ကျွန်တော်မှာဖိုး divine ဆိုတာဟိုဟာ net divine ဆိုတာဟိုပေါ့divine ဆိုတာဖယားပေါ့နော်ဖယားပေါ့ဖယားlogi ကြားတဲ့ပေါ့ logi ကြားတဲ့ကို divine masculine လို့ခေါ်တယ် logi မှာတဲ့ကို divine feminine လို့ခေါ်တယ်လူတိုင်းမှာယောက်ျားလေးမှာလည်း divine feminine ရှိတယ် divine masculine ရှိတယ် main ကလေးမှာလည်းအဲ့လိုရှိတယ်တခါတလေဥပမာထားပါdivine feminine ကဘာလို့လဲဆိုတော့ creation လုပ်တာ creation လုပ်တယ်ဆိုတာဟိုတခုဖြစ်ပေါ်ပေါက်လာတခုဖြစ်ပေါ်ပေါက်လာဥပမာပန်းချံကြီးစောင့်မယ်ဗျာဒီနားမှာစောင့်မယ်ဆိုကျွန်တော်ကဆိုပါစို့အုတ်ချုပ်ရက်ကွန်မှုအဲ့ဒီ idea ကိုကျွန်တော်ရဲ့အထက်ကလူကြီးကိုတင်တယ်နော်အဲ့ဒါ divine feminine ငါလာကျွန်တော်ရဲ့ idea ပုံတော့ဒီ create လုပ်ချင်တာဟိုတခုကိုဖြစ်ပေါ်လာအောင်လုပ်တာပေါ့နော်တခုခုဖန်တီးတာကျွန်တော်ပြောချင်တာဖန်တီးတာ sorry ကျွန်တော်မြန်မာစကားနည်းထစ်တယ်ဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက် divine feminine က safe ဖြစ်ဖို့လိုတယ်သူအန်ဒီကင်းဖို့လိုတယ်သူအန်ဒီကင်းမှာသူဖန်တီးလို့ရအဲ့ဒီအတွက် divine masculine လို့တယ် divine masculine လို့တယ်divine masculine လို့ရဆိုတော့ divine masculine ကဘာလဲdivine မကောင်းတဲ့ divine မကောင်းတဲ့ divine masculine နဲ့
ကျွန်တော် divine masculine ကို DM ပဲပြောရမယ် divine feminine ကို DF ပဲပြောရမယ် DM DF เนาะမကောင်းတဲ့ DM ရှိရမကောင်းတဲ့ DM ရှိရမကောင်းတဲ့ DF ရှိရကောင်းတဲ့ DF ရှိရဥပမာကောင်းတဲ့ DM ကောင်းတဲ့ DM ကကြတော့ကူညီဆောင်ရှောက်တယ်ကာကွယ်ပေးတယ်เนาะဒီ DF ကဖန်တီးလို့ရအောင်ကာကွယ်ပေးတယ်အန်ဒီစီယန်ဒီကာကွယ်ပေးတယ်ကူညီပေးတယ်ကိုဘဝင်မမြင်ဘူးသူများတွေကိုအပေါ်သူများတွေအပေါ်ဟောပေါ့သူများတွေကိုအနိုင်မကျင့်ဘူးအတ္တမဆန်ဘူးမကောင်းတဲ့ DM ကြတော့ dominate လုပ်တယ် dominate ဆိုတာဖိစီအုပ်ချုပ်တယ်เนาะဥပမာကျွန်တော်မြန်မာပြည်စစ်တပ်ဆိုရင်ဒါပြည်သူလူထုကိုသူတို့ရဲ့ဒါ toxic DM လို့ခေါ်တယ်မကောင်းတဲ့ DM ပေါ့နော်ဗိုလ်ချုပ်တွေကစစ်လက်နက်တုံးပြီးတော့လူတွေကိုအကုတုပေါ့မကောင်းတဲ့ DM ပေါ့နော်ကျွန်တော်ရှင်းပြ DM နဲ့ DF တဘောပေါက်တော့ DF မကောင်းတဲ့ DF ကြတော့မကောင်းတဲ့ DF မကောင်းတဲ့ DF ကြတော့ပြီးတော့မကောင်းတဲ့ DM ကဟွာပါတယ်ကျွန်တော်တို့အတ္တကြီးရာcontrol လုပ်ချင်တာလူတွေကိုဒီတိုင်း control လုပ်ထားချင်တာပြီးတော့ကျွန်တော်ပြောပြီး PC ညှဉ်းပန်းdominate လုပ်ချင်တာPC ညှဉ်းပန်းနေဆက်ချင်တာနော်အတ္တအရင်ကြီးတာနော်အဲ့လိုမျိုးအဲ့တော့ DM အဲ့တော့ Lee Harris ပြောတာ calling need for DM အဲ့မှာကျွန်တော်ဒီဗီဒီယိုလုပ်ဖြစ်သွားတယ်အဲ့ဒါကြောင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗီဒီယိုခုနဗီဒီယိုလောက်တော့ကြည့်လိုက်ဒီကက်ပြီးပဲထွက်နေဒါ DM လုံးဝတော်တက်တယ်မှာ DM ဆိုရင်ဒီကောင်ပဲ Emperor Aries energy Aries energy Aries energy အဲ့တော့ဘယင်းဒီအကုန်ပေါင်းမှ Emperor ဖြစ်တာdivine masculine ပြောင်းပြန်နေကြီးထွက်လာပြောင်းပြန်နေပဲထွက်လာအဲ့တော့ကျွန်တော်DM နေလို့တယ်တင်ရ main လေးဖြစ်တော့လဲတင်ရ DM ပဲကျွန်တော်ယောက်ျားလေးဖြစ်တော့လဲကျွန်တော် DM ပဲအဲ့တော့ကျွန်တော်စဉ်းစားနေဘာဖြစ်လို့ဒီကက်ကြီးပဲငါ Scorpio ဘီလင်ဟောလဲဒါပဲထွက်လာတယ် Libra ဟောလဲဒါပဲထွက်လာတယ် Taurus ဟောလဲဒါပဲထွက်လာတယ်ဆိုတော့ဟောပေါ့ toxic DM တွေများနေတယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ DM တွေရာကျတော့ကာဝယ်ပေးတယ် service လုပ်ပေးတယ်ကူညီဆောင်ရှောက်တယ်သူတို့ဥဆောင်ပေးတယ်သူတို့အဲ့လိုလုပ်ပေးရလို့သူတို့စင်ပေါ်မတင်ခိုင်းတာဘူးငါကူညီပေးတယ်ငါခေါင်းဆောင်လို့ပါလို့ငါမင်းတို့ထက်တာတယ်လို့ပါလို့ငါ့ကိုချီးကျူးလို့ပါလို့အဲ့လိုမျိုးမရှိဘူးအဲ့လို DM မျိုးတွေလို့တယ် main ကလေးဖြစ်ရှိတော့ယောက်ျားလေးဖြစ်ရှိတော့အဲ့တော့ဒီလမှာကျွန်တော်သူပြောတာအရင်များတယ်ကျွန်တော်ပြောတာမိနစ်40ဖြစ်နေအဲ့တော့ကျွန်တော်နည်းနည်းလေး
မြန်လေးနဲ့အတူကောက်ပဲပြောရမယ်fantasy and delusion will be exposed and illusion ဒီလမှာဒီတဲ့တိုင်တော့မဆောင်နဲ့အရင်တော့လောက်အရင်တော့ကလေးကလေတဲ့တိုင်ဆောက်ခဲ့ဘူးတာပဲဖြစ်ဖြစ်အခုလာမှာလေတဲ့တိုင်ဆောက်တာမျိုးပဲဖြစ်ဖြစ်မလုံးနဲ့ပြီးတော့ delusion လို့ခေါ်တယ်အင်္ဂလိပ်လို delusion ဆိုတာကျွန်တော်တို့ယူသွနေတာပေါ့နော်ယူသွနေတာတို့စိတ်ကူးရင်တာတို့လေတဲ့တိုက်အိမ်ဆောက်တာတို့မလုံးနဲ့အဲ့ဒါတွေအကုန်ပေါ်ထွက်လာမှာနော်အဲ့တော့မိမိကိုမိမိအမြဲတမ်းတိတိနေဖို့လိုတယ်ပေါ့နော်အမြဲတမ်းတတိထားနေဖို့လိုတတိထားနေဖို့လိုတယ်ပေါ့နော်ငါစိတ်ကူးရင်နေရလားငါယူသွနေရလားလေတဲ့တိုင်ဆောင်နေရလားgrounded awareness လို့ခေါ်တယ်တတိရှိနဲ့တည်ပြီးကြ radical honesty ဆိုတာကျွန်တော်တို့အမိမဖို့အရက်ဆွဲသူများအဖွဲ့ရဲ့စာမျက်နှာ50နဲ့မှကိုလာမတီမှာရေးတာပါလေ radical honesty ဆိုတာဥပမာတစ်ခုရှိ radical honesty စောက်တုံးမှာရေးထားစီကြောင်းသားတယောက်သူကမူရစ်ဆိုတာတုံးမိတယ်အဲ့မှာပြန်လာတက်ရောဒါမဲ့တက်တီကအဲ့လိုမထင်ရှားဘူးအဲ့တော့ပေါ်မောခမေးတယ်မင်းမူရစ်ဆိုတာတုံးရင်မင်းငါတို့ထုတ်မယ်ထုတ်ပြမယ်ဆရာမပေးမလို့တော့စိတ်ကြောင့်ပေးမတတ်တော့မင်းမတောက်ခင်တော့ဆက်တက်သူမလိန်အဲ့တော့ radical honesty လို့ခေါ်တယ်အဲ့တော့လုံးရိုးသားအောင်မှာလုံးဝအဲ့တော့သူရဲ့ဥပမာကျွန်တော်ဆိုရင်တော့တူတာဖြစ်ရင်တော့ကျွန်တော်ဆိုရင်တော့လိမ့်မှာပဲဒါပေမဲ့ကျွန်တော် radical honesty ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြအဲ့ဒါဥပမာမိမိအကျင့်နေမိမိလုပ်ထားရှိတဲ့အရာတွေကကောင်းသလားဆိုသလားပေါ့နော်ဥပမာအရင်နေတိုင်းတောင်းတယ်ဒါပေမဲ့ငါညနေပဲတောက်တာပါဒီအလုတ်ကလည်းပင်ပန်းလို့လေအရက်တမာရကိုလိမ့်ညာနော်အဲ့ radical honesty အဲ့တော့ကိုမလိမ့်ဖို့လိုတယ်ပေါ့သူများတွေကိုလည်းမလိမ့်တာကောင်းပါတယ်နော်why events propelling chaos lead to massive shift ဒါအရင်ရေးကြည့်ရကျွန်တော်ပြန်ပြောမယ်အင်္ဂလိပ်စာတတ်တဲ့လူတွေ why events propelling chaos leading to massive shifts Uranus ဂျိုဆိုတာရှိတယ်1864တောင်မှရှာတွေ့တာUranus ဂျိုကမ္ဘာနဲ့အရင်ဝေးတယ်သူကလျှက်စစ်နဲ့ပတ်သက်တယ်
ဖယားရဲ့အတိညာနဲ့ပတ်သက်တယ်ကျွန်တော်အထူးကပြောချင်တာကသူကကျွန်တော် Uranus ကိုပြောတိုင်းကျွန်တော်ပြောရင်လက်တက်ပြရိုက်ချက်လို့ပဲပြောတယ်ရုပ်တရက်အဲ့ကျွန်တော်ခုန Uranus ကငလင်လှုပ်တာလားလို့ကျွန်တော်အဲ့တော့ကျွန်တော်ငလင်လှုပ်တာဘာကြိုလဲမသိကျွန်တော်မေ့ပါတယ်Uranus ကလက်စစ်မထင်မဲ့ပဲလက်တက်ပြရိုက်ချက်အဲ့လိုမျိုးလက်တက်ပြဘဝမှာလက်တက်ပြတစ်ခုဖြစ်တာเนาะလျှက်စစ်ပြီးတော့လျှက်စစ်ပြီးကြတော့ဟောပေါ့အဲ့လိုပေါ့လူတွေမထင်ထားတဲ့အရာတွေရုပ်တရက်ဖြစ်တာရုပ်တရက်ဘယ်သူမှမထင်ထားပဲနဲ့ဖြစ်တာမျိုးကိစ္စတွေဖြစ်လာလိမ့်မယ်ပြီးကြတော့အဲ့ကိစ္စတွေကနေ chaos ဖြစ်မယ် chaos ဆိုတာဥပမာတခုဖြစ်တော့chaos ဆိုတော့ဥပမာပြောပြရင် American ရုပ်တရက်တွားပြီးတော့ဘုံကျဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ Hamas တက်စီစေးတွေတက်ရုပ်တရက်ကြီးအရင်တခြားအမေရိကန်နဲ့အီရန်နဲ့မဆိုင်တဲ့ကျွန်တော်မြန်မာပြည်မှာအောင်တက်စီကုန်သွားတာတွေအဲ့လိုမျိုးငွေစည်းကြတာရွှေစည်းကြတာတွေအဲ့လိုmessage shift ပေါ့နော်အပြောင်းလဲအကြီးကြီးဖြစ်သွားမယ်နော်ရုပ်အဲ့တော့ကျွန်တော်ပြန်ပြောမယ်ရုပ်Uranus ကကျွန်တော်Gemini ရာသီကွင်းထဲကို April 25 ရက်နေ့ရဝင်သွားပါတယ်2032အထိနေပါမယ်အဲ့တော့ Uranus ဆိုတာအဲ့လိုမျိုးလျှက်တစ်ပြက်ရိုက်ရုပ်တရက်လျှက်တစ်ပြက်မထင်တာတွေဖြစ်စေတာအဲ့ဒီကနေကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်နေနော် energetic interventions are coming နော် energetic interventions are coming ကျွန်တော်ခုနပြောတယ် World War 3တတိယကမ္ဘာစစ်ကျွန်တော်တို့တကယ်ဟိုပေါ့ကျွန်တော်အဲ့အကြောင်းပြောတာတင်ကြည့်တဲ့ YouTube နဲ့ကျွန်တော်ကြည့်တဲ့ YouTube မတူဘူးဆိုတာဥပမာကျွန်တော်သိပြီးတာထားပါတော့ကျွန်တော်ကြည့်နေကြဆရာမတယောက်ရှိတယ်ဒီ Alchemist လို့ခေါ်တယ်သူ့နာမည်ကဆာရာလားမသိသူပြောတာတတိယကမ္ဘာစစ်ကspiritual warfare ဆိုတာကျွန်တော်တို့ spirituality level မှာချတိုက်ပွဲဖြစ်တာစစ်တိုက်တာမဟုတ်ပဲနဲ့ spiritual level ဆိုတော့ကျွန်တော်လောကီပိုင်းမှာပြောရမလားဘာသာရေးပိုင်းလို့တော့ပြောလို့မရလောကီပိုင်းပြောလို့ spirituality ပိုင်းမှာတိုက်ပွဲဖြစ်တာเนาะအဲ့တော့ဆိုလိုတာဥပမာလူတွေကဥပမာဒီကျွန်တော် DNA မှာ chromosome 48ခုရှိရဆိုရင်ကျွန်တော်တို့အရင်တော့ဖျားလာမသိဟွက်ထားကျွန်တော်တို့နောက် chromosome နောက်တစ်ခုပေါ်လာပါလေလူတွေကပြောင်းလဲလာလူတွေကလူတွေကပြောင်းတင်ဘူးတူတာတခုပြောပြမယ်ဂျိုဘာဖြစ်လို့ Egyptian တွေမာယာတွေကျွန်တော်တို့အိန္ဒိယတွေဘာဖြစ်လို့နက်ခတ်ပြီးတာကိုအရင်စိတ်ဝင်စားလဲဆိုတော့သူဖျားဆွဲခဲ့တဲ့မြေပုံလို့ပြောလို့မရဘူးဥပမာ2008မှာကပီကွန်ရာသီကွင်းထဲကိုပလူတိုလာမသိဝင်နေအဲ့ဒီအချိန်မှာဘာဖြစ်ခဲ့လဲလို့ပါတော့
အဲ့လိုမျိုးအခု Pluto က Aquarius ထဲကိုရောက်နေပြီအဲ့မှာဘယ်လိုပြောင်းလဲမလဲအဲ့လိုဟောပေါ့ဘာရေးခဲ့ရပေါ့ဘယ်လိုပြောလဲကျော်ပြောနည်း50ဟောပေါ့အစီအစဉ်ဆွဲခဲ့တာပေါ့နော်အစီအစဉ်ဂျူနီဂျူတာကျွန်တော်ခဏပြောလို့ပေါ့တရက်နေ့ February 2022မှာကျွန်တော်တို့မြန်မာပြည်အသိမ်းခံလိုက်ရတာAquarius ရာသီကွယ်မှာဂျူရီအကုန်ရှိတယ်ဂျူရီအကုန်ကAquarius ရာသီကွယ်နဲ့ရောက်နေတာဘာဖြစ်လို့နော်အဲ့တော့ energetic intervention ဆိုတာခိုင်းမယ်အဲ့တော့ energetic ဆိုတာကကျွန်တော်ပြောပြီးပြီစွမ်းအင်လှိုင်းပေါ့စွမ်းအင်အားပေါ့စွမ်းအင်အားအရာအလုံးကစွမ်းအင်နော် E = mc square အရာအလုံးကစွမ်းအင် intervention ဆိုတာကြားဖြတ်ပြီးလုပ်တာဥပမာအဲ့ဒါတော့ကျွန်တော်ခုနပြောတော့ spirituality ဘိုင်းဖယားပဲဖြစ်ဖြစ်စัจ java လာပဲဖြစ်ဖြစ်ဥပမာကျွန်တော်တို့လူတွေအတွက်ကောင်းဖို့အတွက် technology နော်ဖုံးဆိုရင်ဒါလူတွေဖုံးဆိုရင်လူတွေအတွက်ကောင်းတယ်လို့ပြောလို့ရတယ်နော် handphone ဆိုရင်နော်လူတွေအခုလူတိုင်းFacebook တောင်းလို့ရတယ် YouTube TikTok တောင်းလို့ရတယ်နော်ပျော်တယ်နော်ဒါပေမဲ့အဲ့ဒီဖုံးကိုတုံးပြီးတော့အဲ့လိုမျိုးမကောင်းတာကြီးလုပ်လို့ရတယ်အဲ့တော့ AI ရဲ့အဲ့လိုမျိုးတွေမှာအဲ့လိုမျိုးတစ်ခုတူတယောက်ကုမ္ပဏီတစ်ခုပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်လုံးမကောင်းတာလုံးနေသူတို့ဂျိုဓာတ်တွေပဲဖြစ်ဖြစ်ဖျားပဲဖြစ်ဖြစ်စက်ကြောလာ energetic ကြားဖြတ်ပြီးတော့ကြားဖြတ်ဝင်ပြီးတော့ရက်ပြစ်မှာအဲ့ဒါကိုခေါ်တာနော်比较ဘာလဲဆိုတော့ကျွန်တော်ခုနပြောချင်တာcommunity change ဟောပေါ့ change ကျွန်တော်ခုနပြောပါchange ပြောင်းလဲမှုမိမိရဲ့ဥပမာအကျင့်တို့ daily စရိုက်တို့ဘာလို့ဥပမာ6လကနေ9လလောက်ဒီမပြောင်းနေဘူးဆိုရင်အဲ့လိုမျိုး community ကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်အတိုင်းအဝိုင်းဥပမာအရက်ဆွဲနေရဆိုရင်အရက်အမီမဖော်အရက်ဆွဲသူများအဖွဲ့ Alcoholic Anonymous ကိုတွားပြီးတော့သူတို့အဖွဲ့ကိုတွားပြီးတော့အကူအညီတောင်းတာတို့သူတို့နဲ့စကားပြောတာတို့ဘာလို့လုပ်လို့ရတယ်เนาะပြီးတော့ doom and gloom doom ဆိုတာ doom ဆိုတာကျွန်တော် sorry Dota game ဆိုတာရှိတယ်အဲ့ doom တရားကို doom လုပ်လိုက်တယ်ဆိုရင်အဲ့လူကဘာမှလုပ်ဘာပါဝါမှမရှိတော့ဘာမှလည်းလုပ်လို့မရတော့ဘူးတေးတာပဲအဲ့လိုမျိုး doom and gloom ခေတ်ကာလရအဲ့လိုမှောင်မဲနေလို့ခံစားရတယ်ပေါ့နော်အဲ့တော့လူတွေကအမြဲအဲ့ဒါကိုဘယ်လိုတုံ့ပြန်မလဲပေါ့နော်
ကြောင်းစင်းနေတုံးပြန်မလားဒါမှမဟုတ်ကိုလုံးနိုင်တာလေးတွေလုပ်ကိုလုံးနိုင်တာလေးတွေလုပ်တယ်နော် Serenity Prayer ဆိုတာရှိရ Google မှာသွားရှာလို့ကြည့်လို့ရတယ်နော်ကိုလုံးနိုင်တာလေးတွေလုပ်တယ်ဖျားရှိခိုးတယ်ကျွန်တော်ခုနပြော community တော့ join တယ်မကောင်းတည်င်းနေတိတ်မကြည့်ဘူးအဲ့လိုမကောင်းတဲ့တည်င်းနေတိတ်မကြည့်ဘူးအဲ့လိုမျိုးစာအုပ်ဖတ်မယ်ဖျားရှိခိုးမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်အဲ့လိုမျိုးလုပ်ဖို့ပေါ့နော်မိမိကိုမိမိ self care လုပ်ဖို့ focus 6 house energy နော်ပြီးတော့နောက်တစ်ခုကအကောင်လုံးကအဲ့လိုဖြစ်နေတော့ခေတ်ကာလကြီးအဲ့ doom ပေါ့နော် doom gloom တရားကပါစီဖြစ်တော့မလို့လူတွေအားလုံးကခုပြီးတော့ခုနကျွန်တော်ပြောတာ chronic fatigue ပြောင်းလဲရတာဒီများနေအရန်ကြိုးစားနေရအရန်ရုန်းကန်နေရတော့လုံးဝ down နေပြီလူကလုံးဝပြောင်းလဲခြင်းနဲ့လုံးဝအင်အားမရှိတော့တာပေါ့နော်အဲ့လိုမျိုးဖြစ်တော့လူတွေကအရန်စိတ်ကဒေါ်ထွက်တာတို့ဥပမာတင်းကိုစကားပြောတာအဲ့လိုမျိုးရိုင်းဆိုင်နဲ့ပြောတာတို့ဘာလို့အဲ့လိုစီးသွားဝင်စီးရောင်းနေလူကနော်ဆိုပြီးပတ်စံပြစ်ပေးတာတို့ဘာလို့အဲ့လိုမျိုးတွေကိုနည်းနည်းလေးမေတ္တာထားပြီးတော့ခင်းနာထားပြီးတော့နားလဲပေးဖို့လိုတယ်ဟုတ်ပြီ collective restlessness agitation rising အဲ့တော့ကျွန်တော် collective ကျွန်တော်တို့လူအားလုံး collective လို့ခေါ်တယ်နော် restlessness and agitation ကျွန်တော်ခုနပြောလို့တခုအရင်စိတ်လှုပ်ရှားနေရကြောက်နေရအဲ့လိုမျိုးတခုမှားနေရအဲ့လိုမျိုးအနေမနေနိုင်မထိုင်နိုင်ဖြစ်နေတယ်ဆိုတာကျွန်တော်ခုနပြောလို့ပေါ့နော်ကဘာမီရဲ့ energetic ကမြင့်တက်လာတော့လူတွေရဲ့ energetic တွေကလည်းမြင့်တက်လာတော့လူတွေကဥပမာidentity ပြောင်းသွားတာပေါ့နော်ကိုထင်တာဥပမာကျွန်တော်စောမြင့်ကိုကျွန်တော်ဗီဒီယိုတိဖြတ်ရေးလုပ်တယ်ဒါပေမဲ့ကျွန်တော်အခုမလုပ်တော့ပဲတော်ဟောနေတယ်အဲ့လိုမျိုးတွေပေါ့နော်ငါဗီဒီယိုတိဖြတ်တဲ့လူလားငါဘာလို့လဲအဲ့လိုမျိုးအတ္တပေါ့နော်လူတိုင်းမှာအတ္တရှိတယ်အတ္တမိမိကိုမိမိမမှန်မိတော့တာတွေဘာတွေဖြစ်နေမှမသိဘူးအဲ့တော့ကျွန်တော်ခုနပြောတာကျွန်တော်အရင်ဗီဒီယိုတွေတွားကြည့်လို့ရတယ်ကျွန်တော်ရှင်းပြပြီး the old paradigm collapse ဖြစ်မှာဆိုလိုတာကဒီ main online တို့ပူတင်တို့ဒီလို dominate ပေါ့နော်ဖိနေသူများကိုဖိနေအဲ့လိုပေါ့ paradigm သူတို့စီမှာပဲ power ရှိချင်တယ်သူတို့ထိတ်မှနေပြီးတော့အားလုံးကိုဖိကြီးအုပ်ချုပ်ချင်တယ်လို့လူမျိုးတွေအဲ့ဒီ paradigm ကျွန်တော်Piscean ခေတ်လို့ခေါ်တယ်အဲ့ဒီPiscean ခေတ်ကပြိုကွဲနေပြီစတင်ပြိုကွဲမှာPluto က Aquarius ထဲမှာ20အထိနေမှာဆိုတော့ Pluto ကအဲ့ဒါနဲ့သက်ဆိုင်တယ်အဲ့တော့အဲ့ဒါစတင်ပြိုကွဲနေပြီပြိုကွဲနေပြီဆိုတော့ပြိုကွဲတာကျွန်တော်ထင်တယ်2024လောက်တည်းက Pluto စကြမ်းနေရတယ်တူတယ်ဒါပေမဲ့ကျွန်တော်မှန်းမိတော့
သူကနိုင်ငံရေးပါဝါတို့ဘာလို့နဲ့တက်ဆိုင်နေလေဆိုတော့ကျွန်တော်ပြော people reactive အဲ့လိုပေါ့လူတွေကအဲ့လိုမျိုးကိုလာပြီးတော့ရန်ဆိုင်ပြောတာတို့လာပြီးတော့ဖြစ်တာလို့ဆိုရင်နည်းနည်းနားလဲပြီးမေတ္တာထားပေးဖို့ပေါ့နော်ခက်တော့ခက်တယ်လောက်ရဒါပေမဲ့အဲ့လိုလေးလုပ်ပေးဖို့ပြီးတော့ ignoring reality or creating a new one ပေါ့နော်ပြီးတော့ခုနပြော collective resilience အဲ့လိုတခုမနေနိုင်မထိုင်နိုင်ဖြစ်နေအဲ့ဒီကျွန်တော်ခုနပြောတဲ့အဲ့ဒီ old system ကပြိုကွဲသွားတော့အဲ့နေရာမှာတခုပြန်ထားရမယ်ဥပမာကျွန်တော်တော်ဘေးတွေမဟောတော့ဘူးဆိုရင်ကျွန်တော်ဒီတိုင်းနေဖြစ်မနေနိုင်မထိုင်နိုင်ပြင်းပြီးတော့ကဏ္ဍမငြိမ်ဖြစ်နေမှာအဲ့တော့တခြားပကံစီးတာပဲဖြစ်တခုလောက်ရမယ်ပေါ့နော်ပြီးတော့ ignoring reality or creating a new one ignoring reality or creating a new one ဆိုတာက reality ပေါ့နော်အစစ်အမှန်ကျွန်တော်တို့reality အစစ်အမှန်ကိုကျွန်တော်တို့ဥပက္ခပြုထားပြီးတော့ဥပက္ခပြုနေရလား reality အစစ်အမှန်တစ်ခုကိုအတစ်တစ်ခုကိုဖန်တီးနေရလားပေါ့နော်အဲ့ဒါသူဘာပြောချင်တာလဲဆိုတော့ ignoring reality or creating a new one အဲ့တော့အရေးကြီးတာကျွန်တော်ခုနကတော့တိချာပြောပြီးပြီတင်ပေါ့ illusion တို့ delusion တို့အမှားအမှန်မတည်တာတို့စိတ်ကူးရင်တာတို့ဖြစ်စစ်မှန်ကိုဥပက္ခပြုပြီးတော့ကိုထင်ချင်တာပဲထင်နေတာတို့မှန်တာကိုမှားတယ်ထင်တာတို့မှားတာကိုမှန်တယ်ထင်တာတို့အဲ့လိုမျိုးမဖြစ်ဖို့ queue site ပေါ့နော်ကိုဖြစ်ချင်တဲ့ကျွန်တော်တို့စကားမဆက်ဒီကဘာမေ frequency တက်တာ manifestation တွေပါလေဒီ spiritual ပိုင်းတော်ဘေးတင်နေပါနားထောင်နေဆိုရင် manifestation တွေပါတည်ရဆိုရင်အခုအချိန်ကကောင်းတဲ့အချိန်ဘာဖြစ်လို့လဲဆိုတော့ဘာမှဆိုဖြစ်နိုင်တယ်အခု Thailand နေရအရင်မြန်နေ energetic တွေအရင်မြန်နေအဲ့တော့ကိုကားလို့ရှင်နေဆိုရင်မနှက်ဖြန်လေးရနိုင်မယ်နော်အဲ့တော့ကျွန်တော်စကားမဆက်ပြောရမှာကျွန်တော်တို့fear base မကောင်းတဲ့ DM ကအဲ့လိုလူတွေကိုကြောက်စေတာအဲ့လိုမျိုးလူတွေကိုအကြောက်တရားနဲ့ထိန်းချုပ်တာလို့လားတော့เนาะမကောင်းတဲ့ DM divine masculine စကားမဆက်အဲ့ဒါကျွန်တော်ပြောဖို့မိခဲ့လို့ကျွန်တော်ပြောချင်တာပါလေ ignoring reality or creating a new one fear တို့ကျွန်တော် low frequency မှာမနေဖို့အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ energetic line တွေကအရင်မြန်နေရဲ့အရင် timeline တွေကအရင်များနေရဲ့အချိန်မှာဒီလိုတိုင်းမကောင်းပေါ့ကျွန်တော်ဘယ်လိုပြောအောင်လဲenergetic တွေကလှုပ်အရင်မြန်နေရဲ့မျိုးစုံ
မထင်မှတ်တာတွေမထင်မှတ်ထားတဲ့ဟာတွေဖြစ်တာတွေအတစ်ဘာပဲဖြစ်အတစ်ဖြစ်တာတွေရှုပ်ဆက်ခတ်နေတဲ့အချိန်မှာ low level frequency မှာမနေဖို့အရေးကြီးတယ် low level frequency ဆိုတာကျွန်တော်တို့အကြောက်တရားနောင်တတို့အကြောက်တရားနောင်တမုန်းတီးတာနော်အတိကအဲ့လိုကျွန်တော်ပြောချင်အကြောက်တရားမုန်းတီးတာတို့ကိုရှက်တာတို့ရှက်စိတ်တို့နောင်တတို့low frequency အဲ့မှာမနေနဲ့အထူးသဖြင့်ဒီလိုကျွန်တော်ခုနကပြောလို့ energy အရင်မြန်ရဲ့အချိန်မှာ dynamic ဖြစ်နေတဲ့အချိန်မှာကိုမပါဝါရှင်ဘူးအောက်ဘက်ကိုနော်အဲ့ဒါလေးနည်းနည်းအဲ့ဒါတော့ကျွန်တော်နော်ပြီးတော့တင်ရ empath ဆိုတာကျွန်တော်ပြောပြီးပြီတင်ရ sensitive ဖြစ်နိုင်တယ် empath ဖြစ်နိုင်တယ်အထူးသဖြင့်တင်ရ empath EMPATH လူတွေရဲ့ energy ကို sensitive အရင်သူများစိတ်တူရင်ကိုပါအဲ့လိုစိတ်တူဝါရောအဲ့လိုမျိုးဆိုရင်နည်းနည်း empath ဆိုတော့တင်ကိုတင်လေးလာပြီးတော့empath အကြောင်းလေးလာတင်နေပေါ့နော် empath မဟုတ်ရင်တော့မှတင်ရ sensitive ဖြစ်နိုင်တယ် sensitive ဆိုတာအဲ့လိုကျွန်တော်ခုနပြောလို့ပါလူတွေရဲ့ energy တွေဒီဥပမာ energetic ကိုကျွန်တော်ရှင်းလွယ်ကူရှင်းပြရမယ်ဆိုရင် Wi-Fi set ရှိတယ်တကယ်တမ်းကျွန်တော်တရားထိုင်တာတော့မဟုတ်ဘူးတရားထိုင်နေပဲပြောတရားထိုင်လုံးဝနည်းနည်းဆိုင်တရားထိုင်မယ်လုံးဝငြိမ်ပုံရင်ငြိမ်ပြီးတော့ဘယ်ဟောမှမရှိဘူးအဲ့လိုမျိုးတိုးထဲမှာထိုင်ချင်တယ်လို့မျိုးကျွန်တော်အိမ်မှာထိုင်မယ်ဆိုရင် Wi-Fi ပေးရတယ် Wi-Fi signal frequency ထွက်တယ် energetic စွမ်းအင်အဲ့စွမ်းအင်တွေကလူတိုင်းကိုထိတယ်တင်ရ empath ဆိုရင်ပိုဆိုးတယ်ဒါပေမဲ့တင်ရ sensitive ဆိုရင်လည်း empath နဲ့တူပဲအဲ့လိုပဲတင်လဲခံစားရတယ်လူတိုင်းမဆိုးပါဘူးနော်ပြီးတော့ people power ကတော့ကျွန်တော်အရင်တည်းကဒီ channel မှာပြောပါတယ်အဲ့ဒီကျွန်တော်တို့ Pluto ဂျိုက Aquarius ဟိုဘယ်တော့ဝင်သွားလဲကျွန်တော်ဒီနေ့က2026နော်2026 February လောက်မှာပြီးဝင်လာလားမသိကျွန်တော်လည်းမသိတော့အဲ့တော့ people power ဆိုတာလူတွေရဲ့အကွေးရဲ့ကျွန်တော်ရဲ့အကွေးရဲ့ video တွားကြည့်ပါနော်လူတွေရဲ့ power ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးထိတ်ကနေပြီးတော့အုပ်ချုပ်တာကြောက်စိတ်တရားနဲ့အုပ်ချုပ်ဖိနေအုပ်ချုပ်တဲ့လူတွေရဲ့အောက်ကလူတွေကိုအဲ့လိုမျိုးအုပ်ချုပ်ထားတာနေပြီးတော့အကွေးရန်ခက်ကလာအဲ့အားပြိုပြီးတော့ဒီလိုဖြစ်သွားမှာညီဝါမှာအကွေးရန်ခက်ကလာဖြစ်သွားမှာအခုတည်းကြည့်ပြီးနေကျေးဇူးတင်ပါတယ်ကျွန်တော်video like subscribe share လုပ်ပေးပါကျေးဇူးတင်ပါတယ်အခုတည်းကြည့်ပေးနေရင်လည်းတီးခံပြီးကြည့်ပေးနေရင်လည်းကျေးဇူးတင်ပါတယ်KP donation လေးလုပ်ချင်လဲလုပ်ပေးနိုင်ပါတယ်ပြီးတော့ကျွန်တော်ခုနပြောလို့တင်အင်္ဂလိပ်စာတိုင်ကျွန်တော်ဗီဒီယိုကြည့်စရာမလိုဘူးကျွန်တော်တည်တဲ့ channel ဒီ spirituality ပေါ့နော် spirituality အကြောင်းကြီးပေါ့နော်အဲ့ဒီဟာကိုကျွန်တော် comment မှာကျွန်တော်ရေးပေးထားပါမယ်ကျေးဇူးတင်ပါတယ်မေတ္တာပို့ပေးနေပါတယ်